ဒီမျိုးသားဟာသူ့ရဲ့ချစ်သူနဲ့တွဲလာတာ9နှစ်ရှိပါပြီချစ်သူကိုအလုပ်ကြိုပို့လုပ်ပေးနိုင်ဖို့အတွက်သူဟာ3နှစ်သက်တမ်းရှိတဲ့ online ချင်းငွေတွေယူပြီးပြည်တွင်းဖြစ်ကားလေးတစ်စီးဝယ်ခဲ့ပါတယ်ညစာစားဖို့သွားနေတော့မှသူ့ချစ်သူကကားထဲမှာဖုန်းလေးထူနေတာကိုသတိထားမိသွားပါတယ်ချက်ကဒါဟာတပတ်ရက်ကားမို့လို့ပါဆိုပြီးအိုတိုအောက်တွေနဲ့ရှင်းပြခဲ့ရပါတယ်ချစ်သူရဲ့မျက်နှာပြတ်သွားတာကိုမြင်တော့ချက်ကသူ့တရေရဲ့အမြဲတွားကြည့်ချင်နေတဲ့စုံတွဲစားတောက်ဆိုင်ကိုခေါ်သွားခဲ့ပါတယ်မထင်မှတ်ပဲသူ့ချစ်သူဟာအဲ့ဒီဆိုင်မှာအမြဲလာနေကြလူလူဖြစ်နေပြီးစုံတွဲစားကိုကျွန်းကျွန်းကျင်ကျင်မှယူလိုက်ပါတယ်ချက်တယောက်ရှက်လဲရှက်ဇဝေဇဝါလဲဖြစ်သွားပါတယ်ဒါပေမဲ့သူ့ချစ်သူကတော့ဘာမှမဖြစ်တယ်လို့ပဲကြောက်ဖြတ်သွားခဲ့ပါတယ်သူစိတ်ပြတ်သွားပေမဲ့ဘာမှတော့အများကြီးမပြောခဲ့ပါဘူးအဲ့ဒီအချိန်မှာသူမသိသေးတာကသူ့ချစ်သူမှာရီးစားတေးရနေပြီဆိုတာပါပဲရက်ရဲ့ဆင်းရဲတဲ့နောက်ခံသမိုင်းကိုကြည့်ပြီးသူ့ကိုအရာပထင်မသေးပါနဲ့သူဟာမိုးလေဝသကျောင်းကထူးချွန်ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်ရာသီဥတုအပြောင်းအလဲတွေကိုခံမဲ့ရမှာထူးခြားတဲ့စွမ်းရည်ရှိသူပါဒေသန္တရမိုးလေဝသဌာနမှာအလုပ်တင်ဖြစ်ပထမဆုံးရဲ့ဝင်လုပ်ချိန်မှာတင်သူဟာသူ့ရဲ့ပညာရပ်ပိုင်းဆိုင်ရာအသိပညာကိုသုံးပြီးအထက်လူကြီးတွေကိုအချက်ရိုက်စေခဲ့ပါတယ်အဲ့ဒီအချိန်မှာအန်နာဟာဌာနမှုဖြစ်ရာထူးတိုးကာစဖြစ်ပြီးအခက်အခဲနဲ့ရင်ဆိုင်နေရချိန်မှာဒါပေမဲ့ဒေသန္တရဌာနကလာတဲ့ချက်ကတော့မြေပုံတွေရမိုးသေးထန်စွာရွာလိမ့်မယ်လို့ခန့်မှန်းထားပါတယ်မိုက်ကအန်နာကိုတခုတတိပေးလိုက်ပါတယ်အဲ့ဒါကတော့အရင်တစ်ခေါက်မိုးတိကျွေတာကိုတိတိကျကျခန့်မှန်းခဲ့သူဟာလည်းဒီချက်ပဲဖြစ်တယ်ဆိုတာပါအန်နာအန်အော်သွားပေမဲ့လည်းအလုပ်တင်တယောက်မှာဒီလောက်အထိအရေးချင်းရှိလိမ့်မယ်လို့မယုံကြည်ခဲ့ပါဘူးအတွေ့အကြုံမရှိတဲ့လူငယ်လေးရဲ့စကားကိုချက်ချင်းပဲမေးခွန်းထုတ်ခံလိုက်ရပါတယ်ခန့်မှန်းရေးမှုချုပ်ဖြစ်သူအန်နာကကျက်ရဲ့ခန့်မှန်းချက်ဟာအခြေအမြစ်မရှိဘူးလို့ယူဆခဲ့ပါတယ်သူ့ရဲ့ခန့်မှန်းချက်ပယ်ချခံရတာကိုမြင်တော့ဂျက်ဟာသူ့ရဲ့စီနီယာမိုက်စီကိုအကူအညီတောင်းခဲ့ရပါတယ်မိုက်ကဂျက်ရဲ့စွမ်းဆောင်ရည်ကိုသိတာကြောင့်မိုးသေးထန်စွာရွာမဲ့တတိပေးချက်ကိုသူ့သဘောနဲ့သူထုတ်ပြန်လိုက်ပါတယ်ဒါဟာအန်နာစီကပြင်းထန်တဲ့ဝေဖန်မှုကိုခံရရုံနဲ့မကပဲညွှန်ကြားရေးမှုကိုယ်တိုင်ကလည်းချက်ချင်းဒေါသထွက်ခဲ့ပါတယ်မိုက်ကမိုးရွာမယ်လို့ခန့်မှန်းတဲ့သူဟာအရင်ကလည်းမိုးတိကျွေတာကိုမှန်အောင်ခန့်မှန်းခဲ့ဘူးသူဖြစ်ကြောင်းဒါကိုအန်နာကပယ်ချခဲ့တာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်ဒါဟာကြီးမားတဲ့အကျိုးဆက်တွေကိုဖြစ်ပေါ်စေခဲ့ပါတယ်အရင်တစ်ခေါက်ကအန်နာရဲ့အမှားဆိုတာသိသွားတဲ့အခါမှာတော့ညွှန်ကြားရေးမှုကသူမကိုရုံးခန်းထဲခေါ်ပြီးပြင်းပြင်းထန်ထန်ကြိမ်းမောက်มาတော့တယ်ဒေါသထွက်နေတဲ့အန်နာကဒီဝင်သွားတဲ့လူငယ်လေးကိုမျက်နှာချင်းဆိုင်ရင်ဆိုင်ဖို့အတွက်ဖုန်းကိုချက်ချင်းတောက်ကင်လိုက်ပါတယ်ဂျက်ကတော့ဘာမှမကြောက်ပါဘူးသူကအန်နာကိုတောင်စကားပြန်မပြောနိုင်အောင်လုပ်လိုက်ပါသေးတယ်အခုတော့သူတို့တကယ်ပြဿနာကြီးနဲ့ရင်ဆိုင်နေရပါပြီဘာလို့လဲဆိုတော့မိုးသေးထန်စွာရွာမဲ့တတိပေးချက်ကြောင့်တစ်မျိုးလုံးဟာအရေးပေါ်တုံ့ပြန်မှုအစီအစဉ်တွေကိုချက်ချင်းစတင်နေကြလို့ပါဒါပေမဲ့အန်နာကတော့ဂျက်နာကိုကတ်လာပြီးအထက်စီးကနေဝေဖန်ပါတော့တယ်မင်းရဲ့မှားယွင်းတဲ့ခံမှန်းချက်ကြောင့်ဖြစ်လာမဲ့စီးပွားရေးဆုံးရှုံးမှုတွေကိုဘယ်သူကတာဝန်ယူမှာလဲဆိုပြီးမေးခွန်းထုတ်ပါတယ်ဒါပေမဲ့ဂျက်ကတော့ယုံကြည်မှုအပြည့်ပါပဲဒီနေ့မိုးသေးထန်စွာရွာမှာတေချာတယ်လို့သူကပြန်ပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ကောင်းကင်ရံကနေမိုးတွေတကယ်ပဲတဲတဲမဲမဲရွာချလာပါတော့တယ်